ဒီမျိုးသားဟာယောက်မဖြစ်သူရဲ့အိမ်ပေါ်ကနေနှိမ့်ချခံရပါတယ်ဒေါသတကြီးနဲ့သူဟာတောင်ပေါ်ကိုကိုပိုင်အိမ်ဆောက်ဖို့လာခဲ့တယ်ဇနီးတဲ့မိသားစုအိမ်မှာအိမ်ဝင်သမက်အနေနဲ့နေထိုင်ခဲ့တာမို့ယောက်မဖြစ်သူနဲ့အမြဲတမ်းအတူတူနေထိုင်ခဲ့ရပါတယ်ဒါပေမဲ့ကလေးပြုစုရဲ့အမြင်မတူတော့ပြဿနာဖြစ်ခဲ့တယ်ယောက်မဟာရှေးရိုးဆွဲကလေးထိန်နီးတွေကိုပဲတုံးပြီးရိုးရဆေးနီးတွေနဲ့ခင်မမီတော့တဲ့အနေအထားတွေကိုတုံးကတိတ်ပါနီးညာကလေးပြုစုရဲ့အကြံပြုချက်တွေကိုလက်မခံခဲ့ပါဘူးကလေးအယူပိုင်းနဲ့စိတ်ပိုင်းထိခိုက်မှကိုစိုးရိမ်တဲ့အတွက်ယောက်မအထူသူကိုအချင်းချင်းအေးစေးရှင်းပြဖို့ကြိုးစားပေမဲ့သူ့ကိုအထင်သေးတယ်ကျေးဇူးကန်းတယ်လို့အမြဲတမ်းဆွဆွဲခံရပါတယ်သူမကအိမ်ဝင်သမက်အနေနဲ့အိမ်တွင်းရဲတွေကိုဝန်ဆက်ဖက်ခွင့်မရှိဘူးလို့လည်းယုံကြည်ထားပါတယ်ဇနီးတဲ့အမိခင်စကားကိုနားအောင်ပြီးသူ့ကိုပြဿနာရှာသူလို့မြင်လာတယ်အချိန်ကြာလာတော့အိမ်မှာကလေးကိစ္စနဲ့ညင်းခုန်မှုတွေများလာတယ်ယောက်ခမရဲ့သဘောထားကပုံမတင်းမာလာခဲ့သည့်မိသားစုစီးလုံးမှုကိုဖျက်ဆီးသူအဖြစ်ဆွဆွဲပြောဆိုလာတဲ့အဖြစ်ဒီအိမ်မှာသူ့တဲ့နေရာမရှိဘူးလို့ပါပြောဆိုခဲ့ပါတယ်။ဒီနေ့မှာကလေးကိုရိုးရိုးဆေးတွေနဲ့မကူတာဖို့သူအတင်းတားဆီးခဲ့ပါတယ်။ယောက်ခမကဒေါသတကြီးနဲ့သူ့ပစ္စည်းတွေကိုအပြင်လွှင့်ပစ်ခဲ့ပြီးအိမ်ပေါ်ကဆင်းသွားဖို့ဘယ်တော့မှပြန်မလာဖို့ကြမ်းတမ်းစွာနှင်ချခဲ့ပါတယ်။ဇနီးတွေကကလေးကိုပိုက်ကငိုနေပေမဲ့ဘာတစ်ခုမှမဝင်သားခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲသူဟာလုံးဝကိုစိတ်ပြက်အားငယ်သွားခဲ့ပါတယ်။ပြဿနာတွေများတဲ့ပတ်ဝန်းကျင်မှာကလေးကိုမချီးပြင်းကျင်တော့သလိုအဆုံးမရှိတဲ့အငင်းကွာမှုတွေကြားမှာလည်းသူဆက်မနေချင်တော့ပါဘူး။ဒါကြောင့်ခိရိယာအချို့ကိုယူပြီးအိမ်ညမဝေးတဲ့တောင်တန်းစီသွားကစမ်းချောင်းပဲတောင်ဆောင်ကမြေခွက်လေးကိုရွေးချယ်ပြီးခန္ဓာနဲ့စိတ်ဝိညာဉ်တွေအိမ်တလုံးတိဆောက်ခဲ့ပါတယ်။အခုတော့သူ့ရဲ့အိမ်လေးဘလို့ဖြစ်မလဲအတူတူဆက်ကြည့်ကြရအောင်။သူ့ရဲ့တိဆောက်မှုစွမ်းရည်တွေကိုသင်အံ့ဩတော့မှအသေးကြပါပဲ။ယခုလိုစိတ်ဝင်စားစရာမင်းဝဲလေးနဲ့အတူဆက်လက်လေ့လာကြည့်အောင်ဗျာ။တဘာဝတောတောင်တွေကတပ်ပင်ဝါပင်တွေကိုရွေးချယ်ပြီးရှင်းလင်းနေပါတယ်။ကိုယ်တည်းရယူထားတဲ့တစ်လုံးတွေကိုတွန်းပြီးခိုင်ခန့်နဲ့အုတ်မြစ်တစ်ခုကိုချနေတာပါ။သူ့ရဲ့လက်မှုပညာကအန်မခန့်ထစ်ပြီးအသေးစိတ်ဂယုဆိုင်လှုပ်ဆောင်နေပါတယ်။ပင်ပန်းဆင်းရဲမှုတွေကိုမမှုပဲနေအိမ်စ조사ပြီးအိမ်လေးကိုပုံဖော်နေတာပါ။အမိုးအတွက်လိုအပ်တဲ့သစ်ရွက်တွေကိုစနစ်တကျစီရီပြီးအကအကွယ်လော့နေပါတယ်။တဘာဝနဲ့တသားဒီဖြစ်တဲ့ဒီအိမ်လေးကသူ့ရဲ့စ조사အားထုတ်မှုရလာပါပဲ။ဒီအစင်းမှုရောက်တဲ့အခါမှာတော့လှပပြီးထူးခြားတဲ့အိမ်လေးတစ်လုံးပြီးပြေဆုံးသွားပြီဖြစ်ပါတယ်။သူ့ရဲ့လက်ရာကတကယ်ကိုလှပလွန်ပါတယ်။တဘာဝဒေါတောင်အလားပါဒီနဲ့အရန်ကိုလိုက်ဖက်ညီလာပါတယ်။ဗီဒီယိုလေးကမိနစ်အနည်းငယ်သာကြာမြင့်ပေးမဲ့လဲဒီမျိုးသမီးဟာ7746နိုင်ကြောင်အချိန်ပေးတိဆောက်ခဲ့ရတာပါ။ဒါကြောင့်ဒီလက်မှုပညာရှင်ကိုအားပေးထောက်ခံပေးကြပါအောင်။တင်းရဲ့အားပေးမှုကကျွန်တော်တို့ကိုဖန်တီးဖို့ခွန်အားဖြစ်စေပါတယ်။ကျေးဇူးတင်ပါတယ်။ဒီအိမ်လေးကိုအမက်ပေးနိုင်မလား။အပြည့်ရမဆိုရင်တင်ဘယ်လောက်ပေးချင်ပါသလဲ။အောက်မှာ comment ရေးပေးခဲ့ပါအောင်။နောက်တစ်ခါပြန်တွေ့ကြမယ်နော်။